ဒီကိုစစ်ဆောင်တဲ့တော့ဒီမှာနည်းနည်းတော့ကျမကြီးပြဿနာဖြစ်အရင်ခက်ခဲဆိုပါခက်ခဲလဲဆိုလေကလေးတစ်ခုဖြစ်ပြီးဟေးတော့ပြစရာစီကံမရှိတော့ဘူးအဲ့လိုမျိုးလေတခါခါတိုင်းဆိုရင်ဖြစ်ပြက်ခင်ရတော့ဆိုရင်ပကလေးမဖြစ်ပြီးဆိုရင်စေယုံစေကံပြေးသွားလို့ရတယ်အခုတော့ကလေးတစ်ခုဖြစ်လာပြီဟေးဆိုရင်ကလေးဖြစ်ရင်ဘာမှမရှိဘူးပါရှိရင်ကလေးဖြတ်ဖြတ်သေးနည်းနည်းပါပဲရှိရတယ်ဆရာဆမလည်းမလုံလောက်ချင်းနေရှိတယ်ဆိုဟိုပထမကိုဝင်ဆောင်တော့အေးခေတ်ကလာတော့ဖွံ့ဖြိုးတဲ့ချိန်ဆိုတော့ကလေးကမွေးတာအခု9နှစ်ပြည့်ပါပြီအဲ့ဒါဆက်ပေါင်းကြောတယ်စီးတွေဝိုင်းလဲသူကပုံမှန်လဲထိုးရတယ်ပုံမှန်လဲစားရတယ်ဆက်ဒီကလေးကြတော့ပုံမှန်လဲမစေးလဲမထိုးရအောင်ဟိုအားသေးတွေလဲပုံမှန်မတောက်ရအောင်ဝယ်လို့လဲမရတာလဲပိုင်းဆိုင်ရချင်ရပါဘူးအခုကလေးကြတော့ဘယ်နှပေါင်ရှိ လေးပေါင်မရှိရစရာပထမကလေးက10ပေါင်10ပေါင်မှကျော်တယ်ဟုတ်ကဲ့ဒီမှာတော့ကာကွယ်သေးလဲပုံမှန်ထိုးရတယ်လေဒီကလေးကြတော့ကိုဝင်ရှိတဲ့ရွာမှာရိုးပိုးတာဆေးပဲလို့ပြောတာပါဆရာမကတော့သူလည်းတတ်နိုင်တယ်ပိုးပေးတာပါအေးမိခင်လည်းမောတယ်လေအမေလည်းတအားမောတယ်ဒီလည်းဆေးမိကလည်းမနီးတဲ့ခါကျတော့မောလည်းတော့မပြပြတဲ့ခါကျကလေးမှပေးရတာမိကြမ်းမကြီးကိုကောင်းတော့ကလေးလည်းဆက်မှကြီးစမင်းတော့ဒီမှာတော့ကျတော့ဘမောနဲ့နီးတယ်လေဘမောနဲ့နီးတဲ့ခါကျတော့ဘမောမှာအမငကိုရဲဟိုအလုပ်တစ်ခါကျတော့အားနေတာတစ်ခါလေးလာတဲ့စစ်ဆေးတယ်လေဘမကြီးမှာကျတော့လေးလာတစ်ခါသူတို့ကခဏရိုက်လို့တော့မကောင်းဘူးခုနလမှတစ်ခါလားမကြီးပြန်ရိုက်နှစ်ခါသုံးခါလောက်ရိုက်ရအမျိုးဆေးတွေဝိုင်းတယ်သူတွေးတယ်သူကကျဒီကကျဘမမပြတဲ့အချိန်လဲပြတဲ့နေရာလည်းမရှိဘူးဖြစ်စရာပြီးလဲလွိုက်စားဆိုတော့လမ်းလေးမနေရနဲ့ဆိုလို့ရှိရင်ဆိုင်ကဲနဲ့ဗာနဲ့ဆိုတော့ခါကျတော့ဒီကတော့ငွေကြေးပိုင်းနဲ့ဆိုင်ရလဲကွာတော့ပါတော့ပါဟိုကိုရှိရင်တော့အချိန်မျိုးဘယ်ဘက်တော့လို့ရတာအဆင်ပြေတော့ခွာချာဖွေရတယ်ခက်ခဲတယ်ဆရာဘာလို့လဲဆိုတော့ဘယ်ကွာလဲကိုမျိုးသားစိတ်ချရအောင်ကိုပါလို့ရှိရင်တော့ကလေးတွေမိုင်းနဲ့ပါတယောက်တည်းလွတ်လို့မရဘူးဆရာအခုလဲဖဲမမသွားရဘူးဘဘရိတ်ပါရိတ်အမျိုးပဲစားနေရပဲစားကလေးရတဲ့ခဏခဏတဲမရင်ကကလေးရလည်းပေါင်လည်းမပြေတာလားဟုတ်တယ်မွေးတဲ့ခါတိုင်းရင်ငါတွေပါပြီးခဏဆိုတာစုပ်တွေပါလည်းထိတာတော့မသိဘူးအကြောင်းရပြဟုတ်တယ်တော့အဲ့ဒါအခုလည်းစီကန်းလာပြရတိုင်းထွေးကြမ်းမအနုဆိုရနေမောလို့ဆိုတော့မများတော့ကိုဝင်သားတယ်ချင်းထူရအောင်ဘာနိုင်လဲတိုင်းမဲချွေရဲအေးလက်စားပဲတတ်နိုင်တဲ့ခါလဲလက်စားပဲမွေးကြအေးတတ်နိုင်တဲ့ခါလဲရောမွေးကြဘုပဲဒဲဘက်မှာလည်းမွေးကြလေပေါ်ပေးနာမေးလို့လားကွာရွာထဲမှာကိုရွာနဲ့ကိုနေတယ်ဆိုရဲစစ်ဆောင်နဲ့တော့မစိတ်ထူးပါဘူးခြာစားခက်တာဒီတဲ့နေရာဆိုဘာမှကိုမပါနဲ့ဝစ်စားလည်းမပါအိုးခွက်ကလေးကလည်းနည်းနည်းလေးပဲပါခဲ့အလုပ်လုပ်လို့အမျိုးသားအလုပ်လုပ်လို့ရမှာမျိုးသားကလည်းမရှိဘူးဒီတိုင်းခါမှာအစောတုန်းကတည်းကအလုပ်လုပ်မှဆိုမှလိုက်ခဲ့တာမျိုးသားတာသမီ3ယောက်နဲ့ပဲတူပိုးပြီးတော့သူကတစ်နှစ်ထဲမှာအဲ့ဒါလာခဲ့ဆိုင်ကယ်နဲ့စပိန်နဲ့ပြီးတော့လဲမှာလမ်းမာလေးဆိုရင်မှာချွတ်တိုက်တုံးတွေကကြတယ်အိတ်ဘေးကနေဖြတ်ပြေးခဲ့ရရှိတယ်ခက်ခဲတယ်ဟိုဘက်ကမ်းမှာတော့ရေရတိုးပြီးတော့မှဆိုမှဒီမှာထောက်ပံ့ခြင်းလည်းပေးတာလည်းမရလိုက်ပစာကုန်ခက်ခဲတယ်ဘက်ကမ်းညောင်ကုန်းဘက်မှာတမိုးရကလေးကကိုစီကအစောတော့တရားဆရာကထိုးတယ်တိုင်းလည်းသူတို့ကဟိုလမ်းစီးကကုန်နေတယ်မတော်လမ်းစီးမတတ်နိုင်ဘူးဒါတမီးသားဆိုတာများဆံဝင်စားစီဝယ်စားတယ်တတ်ထားလို့အဲ့ဒါစီလည်းမထိုးနိုင်ဘူးအမှတ်ထိုးမှာလေးစင်းရတယ်လို့ဆိုတော့ကိုရတယ်ကုန်ကြစိတ်အများများတယ်ပြီးတော့ကျတော့ဒီပုံမှန်လူတိုင်းလက်တန်းစားနေတယ်ဆိုရင်မရှိစင်းရဲနေတယ်ဆိုရင်မသွားနိုင်တော့ဘူးတခုဖြစ်ပြီးဟေးဆိုတော့ဒီကိုရမှာဘုံလဲနေရုံပဲရှိတော့တယ်အခုလိုမျိုးလာပြီးလှုပ်ပြီးတဲ့ခါကျတော့တက်ကြီးရိုးတွေလည်းဆင်ပြေတယ်သွားလာရဆင်ပြေတယ်ဒီကလေးတွေလည်းဆင်ပြေတာပေါ့ဟိုလူလက်တန်းစားတွေပို့ပြီးဆင်ပြေရလို့ပြောရမှာပါဘူးခါမဲ့လာခုပြေတယ်
ဟုတ်ကဲ့မင်္ဂလာပါကျမရဲ့နာမည်ဒေါ်မေတန်းမျိုးဖြစ်ပါတယ်ကျမအခုချိန်မှာကလေးကိုနှုတ်တိုက်နေရတဲ့မိခင်တယောက်ဖြစ်ပါတယ်ရှင်ကိုပူလာတို့ဘိုးလဲဆိုတော့နာစီချောင်းဆိုအဲ့လိုလေးတွေတော့ဖြစ်ခဲ့ပူပါတယ်လို့ကျမကိုယ်တိုင်ကလည်းခဏမို့အားနေပူပါတယ်ရှင်အဲ့ဒီအချိန်မှာကျမကလည်းဆေးဝါးလည်းမတတ်နိုင်ဘူးရှင်ဘလို့ဆိုတော့ဘိုးလိုမျိုးပုံစံလိုမျိုးလာစေပေကန်လေးတွေဖြစ်လာတဲ့အချိန်မှာကျမအနေနဲ့ဝမ်းတာမိပါတယ်ရှင်ဒီလိုနယ်နဲ့စေပေကန်လုပ်ပြီးတဲ့အပေါ်မှာကျမအနေနဲ့ပြောရင်တော့ဘလို့ဆိုတော့ကောင်းပါတယ်များများလေးလှည့်ပေးရင်ကောင်းပါတယ်လို့ပြောချင်ပါတယ် ကျမကတော့ဟိုပေါ့နော်နေတာတော့ပုံမောဝက်ကပါပုံမောကနန်းဖားနေပြီးခုချစ်ဆောင်ကြတာပါအောင်မှလာပြီးမှရေးခဲ့ရပါတယ်ကျမတို့ရေးခဲ့ရတော့ကျမတို့ခက်ခဲဖြစ်တဲ့ခါကျတော့ဟိုဒီဆရာတို့ကစောက်ထားပြီးတဲ့တေးလေးနဲ့ပြရပါတယ်ကျမတို့ညတော့အခုကျမရင်မကောင်းလို့အခုကျမဆရာတို့လာလဲအခုလာလက်ကားလာခုကပေးပါလေဆိုတော့ကျမတို့ဒီကျမအဲ့အသက်ရှင်မဝါလို့တော့ပြင်ပတ်တယ်အောင်လို့ဆိုပြီးမှတစ်ခါတည်းလဲမိုးတယ်တစ်ခါတည်းလဲအသက်ရှင်မရဘူးဆိုပြီးတော့အဲ့တော့ဆရာတို့အခုဒီမှာလာခဲ့တာတကယ်ကြည့်တင်มาလေဒီလာကိုကျမတို့လည်းဒုက္ခရောက်ခဲ့လို့ကျမတို့လည်းအခုတော့ကျမလည်းဒီဘိုက်ကလည်းအကျိတ်တော့ရှိတယ်ရှင်ရှိတဲ့အခါကျကျမနှစ်လောက်တော့တနှစ်ကျော်ပေါ့ခုလိုဒီမှာထွက်ပြေးရတယ်ဆိုနှစ်ပေါ့တော့ပြေးတော့မှဖြစ်12လပိုင်းဆိုရင်ကျမတို့10လပိုင်းကနေထွက်ပြေးကြရပါတယ်အခုကြတော့ကျမအဲ့အကျိတ်ခွဲခြင်းနဲ့ဆိုပြီးတော့ခုကလောက်တော့ကြခုကပတ်စံကအဆင်မပြေတဲ့အခါကျတော့ခုကြတော့မခွဲရတဲ့အခါကျတော့ဒီတိုင်းနဲ့နေတဲ့အခါကျကိုယ်စိတ်ကအဲ့ဒီဟာပဲလားလို့အောင်းမေးတယ်ဒါပေမဲ့ဆရာပြောလိုက်တော့ဝင်းတော့တာပါတယ်အဲ့အကျိတ်နဲ့မဆိုင်ဘူးပေါ့ဒီနှလုံးတုံတာတက်ရှူလို့မဝလာဆိုတာဒီအုံနောက်မှာအဲ့ဒီမှာချင်းလို့အားကြောင့်ဆရာစီးနှမျိုးပေးခဲ့တယ်တလူတစ်ခုကတော့ဟိုတလား3လစာတောက်ရမယ်တခုကတော့ဒီညာကတော့အခုဒီကပုံရင်တော့ကြာတော့တောက်ဆံမှုတော့ကျွန်မကိုပြောခဲ့ပါတယ်အခုဆရာတို့လည်းအခုအားလုံးလည်းကျွန်မကျေးဇူးလည်းတင်ပါတယ်ကျွန်မယောဂဝေဒနာကြီးကြောက်ခင်မှသေးတယ်ကျွန်မတောင်းပေးပါတယ်အားလုံးလည်းကြမ်းပါပါသွားရရတယ်ဒီထင်ကြမ်းတစ်ခါလေးဆုကြပါစေနဲ့ဆရာတို့လည်းကျွန်မတောင်းမှပေးပါတယ်ဆုတောင်းပေးပါတယ်နော်ဆရာကိုကျင်လာတော့ကျမတို့ကတော့စစ်ဆောင်မှာဆိုတော့ဒုက္ခတော့အများကြီးတွေ့ကြုံရတာပါလို့ဒီကံကညီပေးစီချင်တော့စစရေးရဆေးဝါးမျိုးကြီးအိမ်လို့ညီပေးစီချင်တော့မိသားစုကများတော့ဘမလည်းယောဂတဲ့လောက်ကမလုံနိုင်ဆိုတော့ဒုက္ခတော့များပါတယ်ခုကလောက်တဲ့အဖွဲ့တွေလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆရာဝန်တွေဆရာမတွေရောလာကျေးဇူးပေးတာကိုတယောက်တည်းမကဒီမှာရှိတဲ့စစ်ဆောင်တွေအားလုံးကကျေးဇူးတင်ပါတယ်မတော်စင်ငါအတမတ်တော်နုလေးမှာမတော်စင်အောင်နဲ့တက်နေကြပါအခုကျမမိသားစုတူမနေရပါဘူးတကွက်တပြားစီနေရပါတယ်စေခါမပြရတယ်တနေ့ကြော်ပါကျမအခုဆရာကမကောင်းလာလို့ကျမတို့တော့ပြရချင်းဖြစ်ပါတယ်ကျမတို့စိတ်အားနာတဲ့ဆရာမိသားစုလည်းတူမနေရအောင်ကျမတို့လုံးဝကျမတို့ရင်မချက်တအောင်မြင်တဲ့ဒီဆရာတို့စေတနာတို့လည်းတို့မြင်ပါအခုလိုဆရာတို့လာကူရအခမဲ့လာကူပေးရတယ်ကျမတို့လာပြရတာကျေးဇူးတင်ပါတယ်ဆရာတို့အားလုံးကိုကျေးဇူးတင်ထိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မိသားစုလည်းတကွက်ရနေရအောင်ကျမတို့ရင်မချက်ကမိသားစုနဲ့တူနေချင်ပါတယ်ပြီးတော့အခုတော့နိုင်ငံရေးချင်းနေကြောင့်ကျမတို့မိသားစုပဲပြပြနေရပါတယ်ဆရာပြီးတော့ဆရာတို့လည်းကျေးဇူးတင်ပါတယ်ဆရာတို့ရဲ့ရေမန်းချက်နဲ့ကျမတို့ရေမန်းချက်လည်းတစ်ဖြစ်နေဆိုတာလည်းသိပါတယ်ကျမတို့ကအေးချစ်ချနဲ့ဒီရွာလုံးတကဘာလုံးအတွက်တော့နေချင်ပါအေးချစ်ချမဲ့ဖြစ်ချင်ပါလားအရေးတော်ပုံနဲ့အများဆုံးအောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်နေ့တိုင်းလည်းဆုတောင်းပါတယ်ဒီလိုအေးချမှာပဲကျမတို့တူနေရမှာပါအကုန်လုံးကတတိုင်းတပြေလုံး
ကောင်းမွန်မွန်နေရမှာပါဆရာ ကျမရဲ့နဲ့ပတ်သက်ပြီးတော့မှကောအမဘာတွေဖြစ်နေပေါ့နော် ကျမကြီးကကျမနှလုံးသွေးကြောခြင်းမှာစီးချုံနှလုံးသွေးကြောခြင်းရှိပါဆရာ ရှင်နော်ဟိုအမပြောလို့တနည်းကြော်လောက်ဆိုရှာဝင်နေနဲ့မပြရဘူးပေါ့နော်ဆေးကတော့ဟိုစားဖြစ်လာ စားစီးရတော့စီးကနဲ့ဝယ်ပြီးမှပဲစားနေရပါတယ်တိုက်ပြီးမှပဲကျမတို့ကအခုဆရာကောင်းတမကောင်းတို့အခုမြစ်ကျင်းသားလို့မလေးတို့သွားမယ်ဆိုလည်းငွေအားမရှိပါဘူးကျမတို့ ဟုတ် အဲ့ဒါကြောင့်မို့ဒီနိစ္စတဲ့အခုဆရာတို့ရဲ့ကျေးဇူးကြောင့်မို့ကျမတို့လာပြတာရကျေးဇူးလက်တင်ပါတယ်ဆရာတို့အားလုံးကို ကြီးရောပါဖြစ်တာလဲနေရတာရောအဆင်ပြေတာ ပြေပါလေ ကျမကြီးက အမကြီးလည်းဟိုလို့ တခြားစိုးရင်စရာဘာတွေရှိတယ်ကြီးကမိသားစုနဲ့ပတ်သက်တာတွေ့တော့ရှိရနော် စီဆိုလို့စီတို့စီရခတ်တလေးတော့ပဲကောင်းမလေးတက်ကြီးရခဲ့ပြီဖောက်ချင်တာဟာလည်းစီထိုးလိုက်စီတောက်လိုက် ဟုတ်အခုလိုပေါ့နော်ကြီးတို့ဒီကျွန်တော်တို့ကအမျိုးသမီးပတ်စီပေါ့နော်မျိုးသမီးတွေပဲလုပ်တဲ့ပတ်စီဖြစ်တယ်ဒီလိုပတ်စီနဲ့ဒီခင်ကိုဆိုးရရဲ့ဆရာဝန်တွေပေါ့နော်သူတို့နဲ့ခုလိုမျိုးရှေးလာကြည့်ပေးမယ်ဆိုတော့ဘယ်လိုခံစားရလဲ ပြောတယ်ဝမ်းတာတယ် ပြောပြရတော့မယ်နော် ပြောရတော့မယ် ဆရာဝန်နဲ့တွေ့ရအောင်ပေါ့နော်တေချာလေးအားကြတယ်နော် မတားတယ်လို့ရောက်ကြတာလည်းပြောနေတယ်အဲ့ဒါမှလို့မဟုတ်ဘူးကိုကဘာမှတော့ပြရမလားစီတော့ထိုးတော့ပဲစီထိုးလိုက်ပြောက်လိုက်ပြန်ပေါ်လိုက်အဲ့လိုဖြစ်သွားတာလေ စာအုပ်သမားတွေညညနေတယ် ဟုတ်ကဲ့မခေါ်နေတော့အမကိုကျွန်တော်မိသားစုဝင်နေဘလို့နေလေပေါ့နော်အမပြောတဲ့ဟာနဲ့အဲ့ဒါလေးလာယူလာဗျာဟုတ်ဟုတ်တန်ကောင်းမလျှောက်တယ်ဟုတ်ဟုတ်ကဲ့ဆေးတွေရောဘာဆေးပေးလဲဟိုအဖွားကိုလေ ဆေးကတော့အဟွာဆေးရဒီမှာမှမရှိတာဆေးရကျွန်တော်ဘယ်လိုပြောမလဲပုံမျိုးတွေသူကတွေးပြတဲ့ယောဂရှိတယ်ဆေးရတောက်နေရအဲ့ဆေးမတောက်ရရင်သူကဘယ်လိုဟိုမျိုးပြောမလဲကြီးတောက်နေတာမပယ်ချင်တော့ အိတ်ဆေးရဘယ်ကဝေရတယ် ခုလိုမျိုးမိနေတော့ဒီမှာမရှိဘူး အဆေးရောတောက်နေတာ ဟုတ်တယ်တောက်ဆေး စီကြည့်တာဆေးရ ပြလိုက်ဆေးရတော့ကြီးတယ်ဆဲဆောင်တော့ကျွန်တော်တို့အခုဆိုရင်3သိန်းလောက်ရှိတယ် မလို့ဘူးနော် ဟုတ်တယ်